ကတော့ဒီပတ်ကတော့ဖောက်ပြီပေါ့နော်ပန်းဖောက်ခင်ကျွန်တော်ဒီခုနောက်ပိုင်းကျွန်တော်တိတ်ပြီးတော့ဒီတည်င်းနေပတ်သက်ပြီးတင်ဖြစ်တာများတဲ့အခါကြောင့်တို့တစ်ခါတည်းစုပြီးတော့ဒီနေ့ဒီတော့ရှောက်လီးဖြစ်တာတဲ့တည်င်းအကုန်လုံးပြောပြမယ်ပေါ့နော်ဒီနေ့အနေနဲ့ hit ဖြစ်တာတဲ့တည်င်းများတဲ့အတွက်ကြောင့်လို့နည်းခုမှဆောက်လို့လေအတွက်ကြောင့်လည်းဘယ်ဟာကိုရင်းနှီးရမယ်မသိရမျိုးရှိတဲ့အတွက်ကြောင့်လို့နည်းနည်းအလိုချုပ်ဒီအတူချုံနဲ့တူတူပဲပြောရနိုင်တယ်ပေါ့နော်အခုလက်ရှိကျွန်တော်ဒီ6လပိုင်းပေါ့နော်ဒါအနည်းဆုံးပြောရမယ်ဆိုရင်ကျွန်တော်အခု OP 11ပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့နောက်ထပ်3လပေါ့အခု3လပိုင်းဆိုတော့4လပိုင်း5လပိုင်း6လပိုင်း6လပိုင်းကျရင်ကျွန်တော်တို့ OP တွဲထွက်မယ်ထုံးစံတိုင်းပဲ OP ကသူက3လတစ်ခါနည်းနည်း break တယ်ပေါ့ဗျာအဲ့လို break တယ်ဆိုတာအကုန်လုံးလုံးဝ hit cut တွေပါအကောင်းစားတွေတက်ရှာတွေအမိုက်စားတွေထုတ်ပြီးရင်3လခဏနားတယ်ဒီတစ်ခါထွက်လာမယ့် OP တွဲကအဲ့လိုတည်င်း leak မဖြစ်ဘူးဆိုတော့ပြောချင်တာနည်းနည်း OP 10လိုပုံစံမျိုးပဲတိတ်ပြီးတော့အရင် crazy ဖြစ်လောက်တဲ့ကတ်တွေပါမယ် Jordan နဲ့ဒီသဘောအနေနဲ့ဗျာဒီ player အတွက်ကိုထုတ်ပေးမယ်အဲ့တော့အဲ့ဒီကထွက်တဲ့ခါကျရင်เนาะဒီတစ်ခေါက်ပါလာမယ်ဒီ starter desk ကပေါ့เนาะသူတို့အမြဲတမ်း OP က3လတစ်ခါထွက်တဲ့ခါတိုင်း starter desk ကထုတ်ပေးတယ်ဆိုတာဒီအဲ့ဒီဟာနဲ့ alike ပေါ့เนาะ booster pack alike ကိုမှကိုက starter ဒီ3လို့ရနိုင်အောင်ဆိုပြီးထုတ်ပေးတာပေါ့ဒီတစ်ခေါက်ပါမယ် starter ကဒီ Shanks ရဲ့ Bonnie ပါမယ်ပြီးရင် Buggy ပါမယ်ပြီးရင် Black Tish ရဲ့ Yamato နဲ့ဒီ Luffy မှာ Gear 5ပေါ့เนาะအဲ့ဒီ3ခုပါလာမယ်ဆိုပြီးတော့ထွက်ထားတယ်ဒီကောင်ရောင်းမှာ6လပိုင်း28ရက်နေ့ပေါ့နော်ထွက်မယ်လို့တော့ပြောထားတယ်ဒါတည်င်း leak တစ်ခုအနေနဲ့ဆိုရင်တော့ဒီတစ်ခုထွက်ထားမယ်အဲ့ဒါပြီးနောက်တစ်ခုကကြတော့ဒုံကတ်ဆိုတဲ့ဒီဒုံကတ်အခုပြတာပေါ့နော်သူကအရင်တော့တော့ရှော့လုံးပုံတော့မရှိဘူးဒါပေမဲ့ဒီတစ်ခေါက်မှာတော့1 2 3 4 5 6ကတ်ရှိတယ်အဲ6ကတ်တွေကတကတ်ကိုလက်ဆောင်ရမယ်ပေါ့နော်အဲ့တော့ပြောချင်တာကနှစ်ထုတ်ဝယ်တိုင်းတကတ်လက်ဆောင်ရမယ်ဆိုပြီးတော့လေနောက်တဲ့ဒီပေါ့နော်အနောက်ကနေ follower အနေနဲ့ထပ်ထွက်ထားတယ်ပြီးရင်ကျွန်တော်9လပိုင်းမှာဗာရှိမလဲဆိုတော့ဒီ6လပိုင်းမှာထွက်ပေါ်ရင်9လပိုင်း10လပိုင်းဒါမှမဟုတ်9လပိုင်းကျရင်ကျွန်တော် OP 13ထွက်လာပါဗျာ OP 13တော့ကလည်းတည်င်း leak ဖြစ်တာဒီဗီဒီယိုမှာတစ်ခါလေးပြောအောင်မယ်အဲ့ဒီဟာမှာဘာထူးခြားလဲဆိုတော့9လပိုင်း26ရက်နေ့ကျရင်ကကျွန်တော်တို့ခုလက်ရှိဒီပေါ့နော်ဒီ PRP 01ဆိုပြီးထွက်ထားတဲ့အဲ့ဒီဟာမှာဒီ premium booster ပေါ့နော် volume 1ပြီးသွားရင်အဲ့ဒီ9လပိုင်း26ရက်နေ့ကျရင် volume 2သူကလည်းထုံးစံအတိုင်းပဲ1 pack ကိုဒီ10ရွက်ပါမယ်ပေါ့နော်10မိုင်10ဒီဟုတ်တယ်ကတ်10ကတ်ပါမယ်တထုပ်ကိုထုံးစံအတိုင်းပဲခုနPRP 01လို့ပုံစံမျိုးပဲဖြစ်လာမယ်အဲ့ဒီကောင်က9လပိုင်း26ရက်နေ့ထွက်မယ်ဆိုပြီးပြောထားတယ်ကတ်ဒီတည်င်းဒီပေါ့နော်ပါဒီအဲ့ဒီမှာပါလဲသူတက်ရှာထည့်ပေးမယ်ကတ်ဒီကဘယ်ကတ်ဖြစ်မလဲဆိုတာတော့ခုလက်ရှိတည်င်းမထွက်သေးဘူးအဲ့ဒါအပြင်မှာ OP 13စမ်းနေ73ကကြတော့ဒီ9လပိုင်းမဟုတ်10လပိုင်း23ရက်နေ့ထွက်မယ်ပေါ့နော်သူပြောရဆိုရင်စနေနေ့ထွက်မယ်10လပိုင်း23ရက်နေ့စနေနေ့ထွက်မယ်ဒီ OP 13ကဘာနဲ့ထွက်လာမလဲဆိုတော့ Sankyo တိုင်းဆိုတဲ့ဒီဟိုပါပေါ့ Luffy ရဲ့ Ace ရဲ့ဒီစာပွဲပေါ့နော်ဒီ3ကောင်အနေနဲ့ထွက်လာမယ်ပေါ့ဗျာအဲ့လိုမျိုးတော့သူတို့ leak တာတော့ဖြစ်ထားတယ်သူက10လပိုင်း23ရက်နေ့စနေနေ့အဲ့ဒီမှာဘာထူးခြားလဲဆိုဒီတစ်ခေါက်တာဖြစ်နေတာကဒီပေါ့နော်ဟိုလောဂျာကိုကျွန်တော်တို့09မှာတော့ဒီ Go Manga ဆိုပြီးထွက်ထားတဲ့ဟာကိုဒီတစ်ခေါက် OP 13မှာ leader အနေနဲ့ထွက်လာမယ်ဒီတည်င်းပေါက်ထားပြီးသား leader အနေနဲ့ထွက်လာမယ်အဲ့ဒါအပြင်ကိုနောက်ထပ်ဒီအပေါ်ပိုင်းကကောင်9ကောင်ဒီဟိုဆောင်းဝန်းကျဲနဲ့9ကောင်ကလည်းထွက်လာမယ်ဆိုပြီးတော့တင်ကြားတယ်ပေါ့နော်အဲ့ဒါကြားခါတဲ့အတိုင်းပဲသူတို့ဘက်ကနေတော့အဲ့ဒီတင် leak မဖြစ်သေးဘူးဒါပေမဲ့တော်တော်များများတော့အဲ့လိုမျိုးပြောတဲ့ကြားဆိုတော့ထွက်လာဖို့လည်းရှိမယ်လို့တော့ထင်တယ်ပေါ့နော်ပြီးနောက်တစ်ခုကဘာဖြစ်လဲဆိုတော့ဒီအရင်တော့ကဒီပေါ့ second anniversary အနေနဲ့ဒီတရုတ်ဘက်ကနေထုတ်လာတဲ့ကျွန်တော်ဘောဟန်ကုတ်ပေါ့နော်တရုတ်ရဲ့ဒီ second anniversary အနေနဲ့ဘာရှင်ကိုဂျပန်ဘာရှင်ပြောင်းပြီးတော့ဒီ6လပိုင်း28ရက်နေ့ပေါ့နော်6လပိုင်း28ရက်နေ့ဒီ OPထွက်တဲ့ခါကျရင်သူလည်းတစ်ခါတည်းရောင်းမယ်ဆိုပြီးတော့ပြောလာပါတယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီဒါကတော့အကိုလုံးနဲ့တော့ဒီမြန်မာဘက်ကနေတော့မဆိုင်တော့ဘူးဆိုပေမဲ့ကျွန်တော်လက်တလောတိတ်တော့နည်းနည်းတော့ကြာပြီပေါ့နော်နောက်ပြီး11မထွက်ခင်တော့နည်း hit ဖြစ်ထားတဲ့ဒီ
4 Yonko ဆိုပြီးတော့ဒီ Yonko ဆိုပြီးတော့ဒီ4 Empire ပေါ့ဗျာဒီ Pirates ဒီပလင်ထဲမှာလုံးဝဘင်း၄ကောင်ခုနပြောထားတဲ့ Shanks ရယ် Luffy ရယ် Buggy ရယ် Teach ရယ်အဲ့ဒီ၄ကောင်ကိုအင်္ဂလိပ် version အနေနဲ့ထွက်ထားတာဗျာတက်ရှာရတအားလာ leader က၄ကောင်လုံးအောင်လည်းတအားလာတယ်ဒီသူ့နောက်ကပါလာဒီ follow up ပေါ့နော် leader parallel နဲ့ဒီပေါ့နော် parallel ပေါ့အုတ်အပေါ့ဗျာအဲ့ဒီနှစ်ခုဆိုပြီးတော့နှစ်မျိုးတော့ထွက်ထားတယ်အဲ့ဒီဟာလေကျွန်တော်တို့ဒီဂျပန်ဘက်မှာလည်းဝယ်လို့ရပြီစပြီးတော့ရောင်းမယ်ဆိုပြီးတော့လည်းပြောလာတယ်ပေါ့နော်နောက်တစ်ခုက serial number ကတ်တွေထွက်တယ်ဗျာအဲ့ဒီကတ်တွေအခုလောလောဆယ် Shanks ရှိမယ် Luffy ရှိမယ် Luffy ရနောက်ထပ်2မျိုးရှိမယ်တဲ့ဟုတ်အဲ့ဒါအပြင်မှာဒီတစ်ခေါက်လေဒီ serial Luffy serial ကတ်တခုထုတ်မယ်ဆိုပြီးပြောဒီတစ်ခေါက်ကတ်ကတော့သူတို့ campaign တခုလုပ်ပြီးတော့ free လိုမျိုးဒါမှမဟုတ်တခုခုသူတို့ပြနိုင်တဲ့အရာတခုပြနိုင်တာဒါမှမဟုတ် game ဝင်ပြိုင်တာမျိုးဒါနဲ့နိုင်ရှုံပေးမယ်ဆိုတာမျိုးလုံးမယ်လို့တော့ထင်တယ်ပေါ့နော်ဒီလိုမျိုးတော့ပြောလာတယ်ပြီးရင်နောက်တစ်ခုကဒီဒါနာမည်ကြီးနေဒီကတ်ကိုဆော့တယ်လို့ပေါ့ collector မဟုတ်ပဲねဆော့တဲ့လူတွေအတွက်က25 26ဆိုပြီးတော့ဒီ season 1ပေါ့နော်ဒီပေါ့ championship ဆိုပြီးတော့ထွက်ထားတာရှိတယ်အဲ့ဒီကောင်က4လပိုင်းကြာရင်ဗျာစမှာဗျာအခု19ရက်3လပိုင်း19ရက်နေ့အထိဆိုတော့ဒီပေါ့ပြီးတော့မနက်ဖြန်လောက်အထိကိုတောက်လျှောက်ဆင်းသွင်းလို့ရတယ်ဒါပေမဲ့4လပိုင်း1ရက်နေ့ကနေ4လပိုင်း30အထိဒီ championship ပွဲပြိုင်ပွဲလုပ်ဖို့ရှိပါတယ်ပေါ့နော်အဲ့တခုရှိတယ်အဲ့ဒါတော့ပြောထားတယ်ပြီးနောက်တစ်ခုကဒီမှာ season 1 championship ပေါ့နော်25 26ကိုဒီနိုင်တဲ့လူအတွက်ကိုသူတို့ကကတ်ပေးတာပေါ့ခုနပြောဒီကတ်တွေဒါနာမည်ကြီးတယ် first winner ကကြတော့ Shanks ရမယ် Yasobu ရေပြီးတော့နောက်က Backman ကြတော့ second နဲ့တက်ပေါ့နော်အဲ့လိုမျိုးပေးမယ်ဆိုပြီးလို့ရှိတယ်Shanks ကတော်တော်ရုပ်လောင်ပြောင်းလာတော်တော်မိုက်တယ်နော်ပြီးနောက်တစ်ခုကကျတော့ဒီအဲ့ဒီမှာအဲ့ဒီ championship ပွဲမှာပဲသူ limited edition အနေနဲ့ဘာဖြစ်မှာထောက်လဲဆိုတော့ Nami Playmat ပေါ့နော် Nami Playmat ရောင်းမယ်လို့ပြောတယ်3850ဆိုပြီးတော့သူတို့ပြောထားတဲ့အတွက်ကြောင့်မလို့ဒီ3800 3900ပဲထားပေါ့မြန်မာငွေနဲ့ဆိုရင်တော့7လောက်ပဲရှိမှာတသိန်းကျော်ကျော်ဟုတ်တယ်တသိန်းကျော်ကျော်တသိန်း3000လောက်တော့သွားမယ်ပေါ့နော်အဲ့လိုဒီသွားမယ်ပြီးရင်နောက်တစ်ခုကအဲ့ဒီဟာဒီပေါ့25 26 championship စလုပ်တဲ့အချိန်မှာပဲကျွန်တော်တို့ရက်ကတော့သူမထွက်ထားဘူးဆိုပေမဲ့တော့ဒီပေါ့နော် premium collector ဆိုပြီးတော့ဒီ collection book ထွက်မယ်ဒါအရင်တော့လည်းတောက်လျှောက်ထွက်နေရပါတော့ဒီတစ်ခေါက်ထွက်တဲ့ဟာတော်တော်လေးနာမည်ကြီးမယ်လို့ထင်တယ်ဘာလို့လဲဆိုတော့ဒီမှာပြထားတဲ့အတိုင်းယာမတိုပါမယ်ယာမတိုတော်လာတယ်ဘွန်နီပါမယ်ဟန်ကောလည်းပါတယ်အဲ့ဒါအပြင်မှာဒီအောက်မှာဆိုရင်မိုမို Dragon Form နဲ့ဟာလည်းပါမယ်စာဘူကတော့ပါနေပေါ့နော်ပီရိုနာလည်းပါမယ်ပြီးနာမီလည်းပါတယ်ပြောချင်တာနာမည်ကြီးတဲ့ကာရီတာတွေကုန်ပါတယ်ဗျာခါရူကာရာလည်းပါလာတယ်နော်ဒါပေမဲ့ခါရူကာရာရဲ့ကျွန်တော်မသိတဲ့ဟာ Snake ရဲ့ပြီးဝိုင်းဒီဘက်ကဒေဒီရှိဒီဟာဟိုတနေ့တော့မှကျွန်တော်ကြည့်လိုက်တဲ့ဟာ event ကတ်တွေပါတော့မသိတဲ့ဟာတိတ်ရှာဒါပေမဲ့ပြောမယ်ဆိုနာမည်ကြီးတဲ့ဒီ gay character တွေပါဗျာပြောချင်တာ1 2 3 4 5ဒီယာမာတိုဘိုနီဟန်ကိုကူနာမီဖေဒိုနာပေါ့နော်ဒီကတ်တင်နေတင်ဒီကောင်ကစီမြောက်ဖို့ရှိလာတော့ကျွန်တော်လည်းမသိဒါပေမဲ့သူတို့အများကြီးထုတ်ပြီးတယ်ဆိုရင်တော့အဲ့လိုစီမရှိဘူးပေါ့နော်လက်ရှိသူတို့ officially ကကြတော့2900ဆိုတော့8000ခွဲလောက်နေဝင်နိုင်လောက်မယ်ပေါ့နော်ဒါကတော့သူတို့လက်ရှိဒါပေမဲ့တကယ်ဈေးရောက်တဲ့အခါကျရင်တော့ထုံးစံတိုင်းပဲကွာပါတယ် official market တွေထွက်လာရင်ကြတော့ပြီးရင်ဒီဘက်မှာ sleeve တွေထွက်မယ် sleeve ကတော့ Roger sleeve ရေဒီကောင်ကဟိုပါပေါ့ Jinbe Frankie Nico တော့ပေါ့နာမည်တော့ရေးထားပြီအဲ့လို sleeve တွေပါလာမယ်ဆိုပြီးပြောထားပြီးတယ်ဒီပေါ့နော်နောက်ထပ်တစ်ခုကဒီသူတို့မှာဒီ championship ဆိုပြီးပြိုင်တဲ့ဟာအောင်မှာနောက်ထပ် side event တွေထပ်လုပ်ပြီးတယ်အဲ့ side event တွေအတွက် winner prize ကလည်းဒီပေါ့နော်ထပ်ထွက်တာအခုဒါ catalyst ပေါ့မစန်းကြီးတို့ပါလို့ဆင်ပါတယ်ဒီအင်္ဂလိပ် version အနေနဲ့ထွက်ထားတယ်စန်းကြီးနဲ့ဇော်တို့ပြီးမှထပ်တွေ့ရတာဒီပေါ့နော်ဒီ Hancock ဆိုရင်ဟိုဟာလာတာဗျာ
ချူကုတ်ဒီတရုတ် promo ကတ်တွေပါတယ်ကတ်အဲ့ဒီဟာတွေပြီးမယ်ဆိုပြီးတော့လက်ထပ်ပြောထားသေးရပါတော့ပြောချင်တာအများကြီးတော့ထွက်သွားတယ်ဒါပေမဲ့ဒီတစ်ခေါက် hit ကပြောသလို OP13 ထွက်လာမယ်ဆိုရင်လောကြပါမယ်ဒီခိုင်ကုန်းဆိုတဲ့ဒီ marine ဘက်ကနေပြီးတော့လေလုံးဝထိတ်ဆုံး5កောင်ပြကိုဆန်းဆိုတဲ့កောင်တွေပါမယ်ဆိုပြီးတော့တတင်းကထွက်လာတယ်ပေါ့နော်တခြားကတ်တွေလည်းအများကြီးပေါ့နော်အဲ့ပြောချင်တာကတ်အစ်စ်တွေအများကြီးထွက်လာမယ်တရုတ်ဘာရှင်နဲ့ဒီအင်္ဂလိပ်ဘာရှင်တွေကရဖို့ခက်တဲ့အတွက်ကြောင့်မလို့တချို့တရုတ်ဘာရှင်တွေကိုဒီတစ်ခေါက် event တွေမှာဂျပန်ဘာရှင်ပြောင်းပြီးတော့ဒီဘက်မှာပြန်ရောင်းပြီးဖို့ရှိတယ်ဆိုတဲ့သတင်းတွေလည်းပါလာတယ်ဆိုတော့အများကြီးတော့တော်မိုက်တဲ့ဟာတွေအများကြီးပါတယ်ပေါ့နော်အဲ့တော့ဒီတစ်ခေါက်သတင်းရတော့ဒါလည်းပတ်သက်ပြီးတချို့ကအဲ့လိုကြီးတင်တာရောရှိရပဲနိုင်ငံခြား official site တွေကနေပြီးတော့ဒီကနေ lead တဲ့တင်နေတင်တာရှိတယ်အားလာမျိုးတွေအပြင်မှာဒီတစ်ခေါက်လည်းကျွန်တော်တက်နိုင်တယ်လို့ပေါ့နော်ကာမဖောက်ခင်ဒါပြပြဖြစ်ပါတယ်ဗီဒီယိုလေးတော့ဆောင်းလေးကြည့်ပေးတဲ့ကျေးဇူးများတင်ပါတယ်နောက်ပိုင်းကြရင်လည်းကျွန်တော်ဒီပေါ့နော် one piece နဲ့ပတ်သက်တဲ့ကျွန်တော်သတင်းတွေထွက်လာတယ်ဆိုတာနဲ့ကျွန်တော်တောက်လျှောက်ဒီလိုမျိုးလေးဆွဆွပြီးတော့တင်ပြရမျိုးလေးလုပ်ပြရတဲ့အတွက်ကြောင့်မလို့ကိုတိချင်တဲ့ဟာလေးဒီလိုက်ရဖို့တူတရတယ်လို့ထင်နေဆိုရင်ဗီဒီယိုလေး like and subscribe လုပ်တော့ပြပါအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတော့ပြန်စပါမယ် bye bye